ယောက်ျားလေးတွေကဘလောက်ချစ်ချစ်နောက်ဆုတ်သွားတဲ့အချိန်ရှိတယ်။ယောက်ျားလေးတွေကကိုချစ်ရသူကာဘွယ်ကိုမြပန်ပိုးပေးခြင်းတဲ့စိတ်ကရှိနေပြီးသားပါ။တေးသေးလေးကလည်းအကြီးကြီးအထိတကူးတကလိုက်လုပ်ပေးခြင်းကြရတယ်။သူတို့ရဲ့စီသမားပဲ။ဒါပေမဲ့အဲ့လိုဖြည့်ဆည်းပေးခြင်းတဲ့သူတို့စိတ်ကိုအလေးမထားတဲ့အခါသူ့ကိုချစ်လို့အနားမှာရှိနေရမှာမဟုတ်ပဲတခြားပုံချင်တာရှိလို့သူ့ကိုသုံးချနေတယ်လို့ခံစားရတဲ့အခါအတူရှိနေခြင်းနဲ့ရိုဘိုတယောက်ကိုဆက်ဆံခံရတဲ့အခါဘလောက်ချစ်ချစ်ပြင်ဆင်လာပါပြီ။